ဒီမှာလုပ်ကျင်တာလားဟိုကလေးတွေပါဆိုတော့ခေါ်လိုက်မယ်လေဟိုကလေးကိုမင်းတို့ခဏလာတဲ့ဟိုတော့မီးထွန်းလိုက်တော့ပြန်လာခိုင်းလိုက်ရမှာဘယ်လိုလဲမသိတာလို့သွားပြီမမကတော့အေးလေမသိအောင်ရှိတော့